နားထောင်မိရင်တံပြဝဲတက်ကိုတက်အကောင်မြင်နေလာကြတဲ့ရပောင်းတွေနန်းတွေကခါတသက်လွမ်းတွေကတအားရဆက်အချက်တွေလဲပြစ်တွေပဲစိတ်ဆင်းရဲစရာဖြစ်နေခဲ့ရှေ့ဆက်မဲ့ရမြမှာနားလည်မှုကအခုတော့မရှိတမပါတယ်မင်းရဲ့အပြုံးတွေများနဲ့အခုလဲကြည့်ပျော်ရင်လို့ထင်နေလေတကယ်တိုင်းကြတော့မပျော်နိုင်ခဲ့မခွဲနိုင်တာကအခုချိန်ထိပါမင်းမသိတာကဲချိန်ပါစေတော့ချိန်ရဆုံးတိုင်းမှာ